စဉ်းစားဆင်ခြင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာတော့ဆိုရင်ငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေးနဲ့ငါဘဝကြီးပြီးတော့မှလို့ငါဘဝဆိုတဲ့အတွေးငါနဲ့ငါဟာလို့ဆိုတာကိုမတွေးတော့ပဲနဲ့အခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင်ချုပ်ပြောက်သွားတော့မယ်အစိရံဝတ္တယံကာယောပထဝေအဓိတတတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရတော့မယ်ဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူးနော်တရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလားသူခန္ဓာပဲရှိတာပဲမြတ်စွာဘုရားဟောထားတယ်သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲအဲ့တော့ငါကထင်နေတာငါယောဂခန်းနေရတယ်လို့ထင်တယ်ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့ဒီအတွေးလေးတွေတွေးနေတာကွာဒါဝိပဿနာနဲ့ဆက်ဆက်တဲ့အတွေးလေးတွေအဲ့ဒီအတွေးတွေကလည်းတောကကိုရောကြစေနိုင်ပါတယ်နော်တောကကိုရောကြစေတတ်တဲ့အတွေးတွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါမှခံစားရလေခြင်းလို့ဆိုရင်တောကလာပြီငါမှဖြစ်ရလေခြင်းဆိုရင်တောကလာငါဒီတောင်ငါကြော်တော့မှမဟုတ်ပါဘူးဆိုရင်လေတောကတွေဝင်လာပြန်ငါဆိုတဲ့အတွေးကိုမတွေးပဲနဲ့ယုံနာခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်ပဲငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါဂယုဆိုင်เสียမလိုဘူးငါဂယုဆိုင်ရမှာကဘာလဲလို့ဆိုရင်ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်သန်အောင်ဂယုဆိုင်ရမှာလို့ဒီလိုအတွေးမျိုးနဲ့